ဒီရေမြောင်းလေးထဲမှာကြောင်လေးတစ်ကောင်ပိတ်မိနေတာ2 လလောက်ရှိပါပြီ။သူမွေးကစားအရွယ်ကလေးကဒီကြောင်လေးကရေမြောင်းထဲကိုရောက်ရှိနေတာပါ။အပြင်ကလူတွေကလည်းဒီရေမြောင်းထဲကကြောင်အောင်တန်းကြားနေတာကြောင့်အစာလေးတွေလာကျွေးတတ်ကြပါတယ်။ဒီရေမြောင်းဆာလေးကကားလမကြီးရဲ့အောက်မှာရှိတာကြောင့်ကားတွေဆိုင်ကယ်တွေလူတွေဖြတ်သွားတဲ့ကြောင်လေးကကြောက်ရွံ့နေရတာပါ။ဒါပေမဲ့ကြောင်လေးစားတော့ဖို့အတွက်အစာတွေရေတွေကိုအပြင်ကလူတွေကပဲချပေးကြပါတယ်။ဒီကြောင်လေးကအခုဆိုရင်တော့ကလေးတွေကြားထဲမှာနာမည်ကျော်လေးဖြစ်နေပါပြီ။ဒီကြောင်လေးကရေမြောင်းထဲမှာနေထိုင်စားတော့ရင်းနဲ့ခန္ဓာကိုယ်ကြီးထွားလာတာကြောင့်ရေမြောင်းရဲ့အပြင်ကိုမထွက်နိုင်တော့ပါဘူး။ဟုတ်ပါတယ်ဒီကြောင်လေးကဒီလူသားလက်မကြီးအောက်ထဲမှာရှင်သန်နေတာ2 လကျော်တောင်ကြာမြင့်ခဲ့ပါပြီ။ဒီအနီးနားကလေးတွေပြောပြတာကဒီကြောင်လေးကမြောင်းထဲမှာရှောင်းရှိနေတာ2 လကျော်တောင်ရှိနေပါပြီ။ကြောင်လေးကဖိုက်စားတဲ့အခါလူတွေကိုအော်ခေါ်ပြီးတော့အစားတောင်းတဲ့အတွက်တစ်ခါတလေကြာရင်ကြောင်စာလေးတွေတွားချိတ်တွက်တယ်လို့ဆိုပါတယ်။ဒီအနီးနားကလူတွေကလည်းကြောင်လေးကိုကဲတင်ချင်ပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကကြီးထွားလွန်းလာတာကြောင့်ကြောင်လေးကိုအပေါ်ဆွဲတင်လို့မရခဲ့ပါဘူး။ကြောင်လေးကသူ့မှာတကယ်ချင်းတယောက်မှမရှိပဲအစာလာကျွေးတဲ့လူတွေနဲ့ပဲမိတ်ဖွဲ့နေရတာပါဒီစိတ်ထားကောင်းတဲ့လူငယ်လေးကကြောင်လေးဒီရင်ပြောင်းထဲမှာအထီးကျန်မီနေထိုင်နေတာကိုမကြည့်ရနိုင်တော့ပါဘူးသူကအလုပ်အားတဲ့ချိန်တွေဆိုရင်ကြောင်လေးကိုအစာလာကျွေးရင်းနဲ့အဖော်ပြူပေးတတ်တယ်လို့ဆိုပါတယ်နောက်ဆုံးမှာတော့ကြောင်လေးကိုကယ်တင်ဖို့အတွက်တရိတ်ဆန်ဆရာဝန်တွေနဲ့တိုင်ပင်ခဲ့ပါတော့တယ်။ဆရာဝန်ပြောပြတာကကြောင်လေးကိုကြည့်ရတာကျန်းမာနေပုံရပြီးတော့ကယ်တင်ပြီးမွေးစားဖို့ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဒီလိုနဲ့ပဲကြောင်လေးကိုကယ်တင်ဖို့အတွက်အဖွဲ့သားတွေနဲ့တိုင်ပင်ပြီးတော့အစီအစဉ်တွေဆွဲကြပါတော့တယ်။ကြောင်လေးကဘယ်နေရာကနေဘယ်နေရာအထိသွားတတ်တဲ့ဆိုတာသိတဲ့အတွက်ဟိုဘက်ဒီဘက်ပိုက်ကွန်တွေတန်းစကားတွေကာထားလိုက်မှာပါဒါဆိုရင်တော့ကြောင်လေးကိုအေးအေးဆေးဆေးကယ်တင်နိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ကြောင်လေးရဲ့ရင်ပြောင်းတွေကိုထူးဆန်းတဲ့အရာတွေရောက်ရှိလာတဲ့အတွက်ကြောင်လေးကတော့လမ်းဖြတ်လို့နေပါပြီကြောင်လေးကကြောက်ရွံ့နေတဲ့အတွက်ထွက်ပြေးဖို့နေရာတွေကိုရှာဖွေနေပါတော့တယ်အနီးနားကလေးတွေကလည်းကြောင်လေးကိုကယ်တင်မဲ့နေရာမှာလာပြီးတော့ကူညီကြပါသေးတယ်နောက်ဆုံးတော့လည်းကြောင်လေးကဘယ်ကိုမှသွားစရာနေရာမရှိပဲရင်ပြောင်းလေးထဲမှာထိုင်နေပါတယ်ကြောင်လေးထိုင်နေတဲ့နေရာကလက်နဲ့လည်းလှမ်းပြီးဖမ်းဖို့အတွက်မမီနိုင်ပါဘူးဒါကြောင့်ပဲကြောင်လေးကိုအစားနဲ့ရေနဲ့မျှဖို့အတွက်ကယ်ဆယ်ရေးဖွဲ့သားတွေကဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့ကြောင်လေးရဲ့စိတ်ထဲမှာအရန်ကြောက်ရွံ့နေတဲ့အတွက်လာပြီးတော့မစားရဲခဲ့ပါဘူးကြောင်လေးကကယ်ဆယ်ရေးဖွဲ့သားတွေလက်မမီတဲ့နေရာမှာငုတ်တုတ်လေးပဲထိုင်ပြီးတော့နေပါတော့တယ်ဒါကြောင့်ပဲကြောင်လေးနဲ့ခင်မင်းရင်းနှီးခဲ့တဲ့လူငယ်လေးကရေမြောင်းတွေကိုကိုယ်တိုင်ဆင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါကြောင့်ပဲပစ္စည်းကိရိယာတွေအစုံလည်ဝတ်ပြီးတော့ကောင်လေးကရေမြောင်းတွေကိုဆင်းသွားပါတော့တယ်ကြောင်လေးကသူခင်ရတဲ့လူတယောက်ကိုသူ့ရဲ့မျက်စိရှိမှတွေ့လိုက်ရတဲ့အတွက်အရန်ကိုအံ့ဩနေပါပြီကြောင်လေးရဲ့စိတ်ထဲမှာရှေ့တိုးရမလားနောက်ဆုတ်ရမလားဆိုတာအရန်ကိုပြားများနေပါတယ်နောက်ဆုံးမှာတော့ကြောင်လေးကသူခင်ရတဲ့လူရဲ့အနာကိုတွားဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်ဒါကြောင့်ပဲကယ်ဆယ်ရေးလုပ်ငန်းစဉ်ကအောင်မြင်ခဲ့ပြီးတော့အနီးနားကကြည့်ရှုနေတဲ့လူတွေကလည်းအရန်ကိုပျော်ရွှင်နေကြပါပြီအပြင်ရောက်လာတဲ့အခါမှာလည်းကြောင်လေးကဝဝကက်ကက်လေးနဲ့အရန်ကိုချစ်စရာလေးပါတရားကော်လုံးရဲ့အချက်တော်လေးကအခုဆိုရင်တော့အပြင်ကိုရောက်လာတဲ့အတွက်အံ့ဩလို့နေပါတော့တယ်ဒါပေမဲ့ကြောင်လေးရဲ့အတွက်သူခင်ရတဲ့စိတ်ထားကောင်းတဲ့လူငယ်လေးရှိနေတဲ့အတွက်အပြင်လောကကိုအရန်ကြီးကြောက်ရွံ့နေခြင်းတော့မရှိခဲ့ပါဘူးဒီစိတ်ထားကောင်းတဲ့လူငယ်လေးပြောပြတာကဒီကြောင်လေးကိုသူကပဲတောင်းဝန်ယူပြီးမွေးစားပေးမယ်လို့ဆိုပါတယ်တရားကော်လုံးရဲ့အချက်တော်လေးကအခုဆိုရင်တော့တတရေရာပဲဘဝကိုဖြတ်သန်းသွားနိုင်တော့မှာပါနန်းစော်ပြီးတော့ဆူညံနေတဲ့မြောင်းဘုတ်ထက်ကနေကယ်တင်ပေးတဲ့ဒီလူငယ်လေးကိုကျေးဇူးတင်ပါတယ်လို့ပြောကြားရင်းနဲ့ပဲဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်